တော်များများပေါ့နော်လက်ရှိအခြေအနေတွေကနေပိုကောင်းခြင်းနဲ့ဒါပေမဲ့ကိုဘယ်အခြေအနေမှာရောက်နေလဲဆိုတာကိုတိတိကျကျမသိကြတာမျိုးဖြစ်တယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့လက်ရှိအခြေအနေကိုဘယ်လိုမျိုးပြန်ပြီးတော့စမ်းစစ်မလဲပေါ့လူတွေကိုဘာဖြစ်ချင်လဲလူမိလိုက်တဲ့အများစုပြောကြတာတိုးတက်ချင်တယ်ဘဝကိုပြောင်းလဲချင်တယ်ဒါပဲပြောကြတယ်အရေးကြီးတာဘာလဲဆိုတော့ဘဝကိုပြောင်းလဲချင်တယ်ဆိုရင်အရေးကြီးတာကိုဘယ်နေရာမှာရက်နေလဲကိုဘယ်နေရာမှာရှိနေလဲဆိုတာကိုအရင်ဆုံးသိဖို့လိုတယ်အခုကိုဘယ်နေရာမှာရက်နေလဲဘယ်နေရာမှာရှိနေလဲဆိုတာကိုသိဖို့အတွက်ကနောက်တစ်ခုဘာလို့အပ်တည်လဲဆိုတော့ awareness တခါလေကြာရင်လူတွေက busy ဖြစ်တယ်အဲ့ဒါကို progress ဖြစ်တယ်လို့ထင်တယ်တခါလေကြာရင်ပင်မနေတာကိုငါစူးစမ်းနေရလို့ထင်တတ်တယ်ဒါပေမဲ့ပြဿနာပါလဲဆိုတော့ direction ရှင်းလင်းမသိတာကိုသွားချင်တဲ့ direction ရှင်းလင်းမသိဘူးကိုဘယ်နေရာရောက်နေလဲဆိုတာကိုရှင်းလင်းမသိဘူးအဲ့တော့ဒီနေ့ကတော့အဲ့ဒီလိုအခြေအနေမျိုးမှာမေးလို့ရမယ်မေးခွန်း၄ခုကိုမျှဝေပေးသွားမယ်အဲ့တော့နံပါတ်1အနေနဲ့ကဘာလဲဆိုတော့ဘဝမှာသွားချင်တဲ့ direction ဘာဖြစ်မလဲဥပမာနဲ့ကိုဖြစ်ချင်တဲ့အရာပါလဲကိုပြောင်းလဲချင်တဲ့အရာပါလဲနောက်တစ်ခုကကျတော့ကိုသွားချင်တဲ့ goal ကိုရဖို့အတွက်ဘာတားဆီးနေရလဲဘာတွေကပိတ်မိနေရလဲနံပါတ်3အနေနဲ့ကနေ့စဉ်ကိုလုပ်နေကြ habit တွေကကိုလိုချင်တဲ့ goal စီကိုခေါ်သွားပေးလားအဲ့ဒါလေးဆွေးပြန်မေးတင်တယ်နောက်ဆုံးတစ်ချက်အနေနဲ့ကတကယ်လိုချင်တာပါလဲဘဝမှာလူတွေကပြောင်းလဲချင်တဲ့တိုးတက်ချင်တယ်ပျော်ရွှင်ချင်တယ်ပြောချင်ကြတယ်ဒါပေမဲ့သူတကယ်လိုချင်တာဘာလဲဆိုတော့သူတိကျမသိကြဘူးပေါ့နော်ဒါကြောင့်မလို့ကိုတကယ်လိုချင်တာဘာလဲဘာလေးကိုမျှော်လင့်ထားလဲoutcome ကဘာဖြစ်မလဲကိုဘာရချင်တာလဲတကယ်အဲ့ဒါတွေကဆိုဆိုကိုမေးဖို့အတွက်အရန်ရေးကြည့်ပါတယ်အဲ့တော့ဒီ coaching မှာဆိုရင်လည်းဒီက answer ထက်ကိုက awareness ကတ်သွားတာပေါ့ awareness တခုဖြစ်သွားတယ်ဆွေတို့ဘဝမှာကိုယ်တိုင်ပြောင်းလဲခြင်းနေဆိုရင်လေသူများကိုပြောင်းလဲဖို့ကြိုးစားတာတဲ့ကိုအရင်ဆုံးပြောင်းလဲရမယ်ပေါ့နော်အဲ့တော့ကိုတတိမကတ်တွေ့ကိုကပြောင်းလဲဖြစ်မှာမဟုတ်ဘူးအဲ့တော့အရေးကြီးတာကို awareness ရဖို့အရေးကြီးရယ် awareness ရတော့မှပဲဆွေတို့အနေနဲ့ကကိုယ့်ရဲ့ဘဝကိုအများကြီးတိုးတက်ပြောင်းလဲအောင်လုပ်လို့ရမယ်